ဘာကြောင့် Greenland and Iceland ကနာမည်ပြောင်းပြန်ဖြစ်နေရတာလဲရေခဲတွေဖုံးလွှမ်းနေတဲ့ဒီနေရာကို Greenland လို့ခေါ်ပြီးတော့စိမ်းလန်းစူပြေးတဲ့ရှုခင်းတွေနဲ့ရေပူစမ်းတွေရှိတဲ့ဒီနေရာကိုတော့ Iceland လို့ခေါ်ပါတယ်နာမည်နဲ့အတိတ်ပဲတွေကိုဆက်ဆက်ကြည့်လိုက်မယ်ဆိုရင်တော့ပြောင်းပြန်ဖြစ်နေတယ်လို့ထင်ရပေမဲ့တကယ်တော့ဒါဟာ Viking တွေရဲ့လှည့်ကွက်တစ်ခုပါရှင်900တုန်းကနော်ဝေ Viking တွေက Iceland ကိုပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကနှင်းတအားကျနေတဲ့ဆောင်းနှကာလဖြစ်တာကြောင့်ဒီနေရာကို Iceland လို့နာမည်ပေးခဲ့ကြပါတယ်ဒါရီဟာပန်းပွင့်တဲ့ရာသီမှာ Florida ကိုရှာတွေ့ခဲ့ကြလို့ La Florida ပန်းပွင့်များတိုင်းပြည်လို့စပိန်နေနာမည်ပေးခဲ့တယ်လို့ပါပဲနှစ်တည်ကြာလာတဲ့အခါမှာတော့ Eric the Red လို့ခေါ်တဲ့ Viking 2ကရာဇဝတ်မှုတွေကျူးလွန်ခဲ့တာကြောင့် Iceland ကနေပြည်နှင်ဒဏ်ခံခဲ့ရပါတယ်။ဒါကြောင့်နေမြေသစ်ရှာဝေဖို့အနောက်ဘက်ကိုရက်လွန်ခဲ့ရကနေအေယာမကျွန်းကြီးတစ်ကျွန်းစီရောက်ရှိခဲ့ပါတယ်။ကျွန်းတစ်ခုလုံးပေါ်မှာ AKB ရှင်သန်နေထိုင်မှုမလွယ်ကူတာကြောင့်ဘယ်သူမှလာမနေကြမှာကိုစိုးရိမ်ပြီး Eric ကဒီကျွန်းကို Greenland လို့နာမည်ပေးခဲ့ရကနေဒီလိုနာမည်တွင်ခဲ့ရတာဖြစ်ပါတယ်။လက်တွေ့မှာတော့ Greenland ရဲ့80%လောက်ကရေခဲမြစ်တွေဖုံးလွှမ်းနေပြီး Iceland မှာတော့စိမ့်ဆူနေတဲ့ဂျန်ဝမ်တွေတစ်တော်တွေနဲ့ရေပူစမ်းတွေအများကြီးရှိနေပါတယ်ရှင်။